ကဲပိုင်တကုံကဘာဖြစ်တာလဲဆိုတာသိချင်နေတဲ့သူတွေပေါ့နော်ကျမလည်းမနေ့ကလေဟဲ့ကျမ new feed တစ်ခုလုံးပိုင်တကုံဆိုတော့ဟဲ့ဘာဖြစ်တာလဲပေါ့အဲ့နဲ့လိုက်ရှာလိုက်တဲ့အခါကျတော့ကျမလည်းဆက်စုမပူလုပ်လိုက်တယ်ပေါ့ရှင်တို့နဲ့အတူတူပဲကျမလည်းနော်အဲ့တော့ကျမဆက်စုလို့ရတဲ့ဟာပြောပြမယ်ဘယ်ကနေဘလို့စတာလဲဆိုတော့ပိုင်တကုံရဲ့မမီကပုံတပုံကောက်တင်လိုက်တယ်ပေါ့နော်ပုံတပုံကောက်တင်လိုက်အဲ့ပုံမှာသူတို့တွေကအတီးတယောက်ကနေသွားပြီးတော့ comment မှန်လိုက်တယ်comment မှန်လိုက်တာကပိုင်တကုံမပါဘူးလားပေါ့နော်အာနဲ့ तू ပြန်ဖြေလိုက်တဲ့ comment တစ်ခုอ่ะကွာပရိသတ်တီနည်းနည်း shock ဖြစ်သွားတာပေါ့နော်ဘယ်လိုမျိုးပြန်ဖြေလိုက်တာလဲဆိုတော့ तू တင်ထားတဲ့ပုံမှာရှိတဲ့သူ့ကိုပဲမိသားစုပေါ့ကွယ်တည်ရမှာအဲ့ဒီမိသားစုကိုပဲအတိမတ်ပြုတ်ပေးပါဆိုတဲ့ပုံစံမျိုးနဲ့တော့အဲ့လိုမျိုး reply ပြန်လိုက်တာပေါ့အမှနေပြီးတော့အကုန်လုံးကဟဲပိုင်တကုံအမေကဘာလို့ပေါ့နော်ဒီလိုမျိုးကြီး comment ယူ reply ပြန်လိုက်တာလေပြီးကြတော့လေအခြား post တွေမှာ like ကြည့်တဲ့အခါမှာကြတော့လေပေါ့နော်သူတာနဲ့ပတ်သက်သူခံစားနေရတာလည်းရှိမှာပေါ့နော်သူတာလေးအမိမယူသွားပြီးတော့မှနည်းနည်းပါပြောင်းလဲသွားတယ်တို့ပါညာတော့အဲ့လိုမျိုးဒါကတော့မိဘတွေရဲ့ခံစားချက်ကလည်းရှိနေမှာပေါ့ဒီမဲ့ပိုင်တကုံဘက်ကပြန်ကြည့်တော့လေ तू က तू ချစ်လို့ယူထားတဲ့မျိုးသမီးတွေနော်ဒီကောင်မလေးကလည်းဒါ तू ချစ်လို့ तू ရွေးချယ်ထားတာဆိုတော့ तू မျိုးသမီးကိုလည်း तू ကဘယ်လိုလုပ်ပြီးဆုံးလွှတ်ရမှာလဲဟုတ်တယ်မလား तू ကိုယ်တိုင်ချစ်လွန်းလို့မြင့်နုံနဲ့၄နှစ်တောင်မှတွဲပြီးတော့မှယူထားတဲ့အမျိုးသမီးကွယ်အဲ့လိုဆိုတော့ဒီမျိုးသမီးကိုဆုံးလွှတ်ဖို့ဆိုလည်းမဖြစ်နိုင်အဲ့တော့ပိုင်တကုံရဲ့ဘဝကဘယ်လိုဖြစ်နေလဲဆိုတော့မိဘနဲ့ကိုယ့်ရဲ့မိန်းမချားမှာကွာအဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဘယ်လိုပြောမလဲနည်းနည်းတော့အဲ့လိုမျိုးပြဿနာရကွာမိသားစုတွေခြားထဲမှာဒါဖြစ်နေကြပဲဒါပေမဲ့သူတို့ကကြတော့ဘယ်လိုမျိုးပြောမလဲမင်းသားမင်းသမီးတွေလည်းဖြစ်တဲ့အခါကျတော့နာမည်ကြီးတွေလည်းဖြစ်တဲ့အခါကျတော့ဟိုလူခြားထဲမှာအရန်ကိုပွဲထားသွားတာပေါ့ကွာတီလာပြောချင်တာဒါပေမဲ့ပိုင်တကုံအနေနဲ့ဆိုလို့ရှိရင်ကွာကိုတာလီကအဲ့လိုမျိုးလူချားထဲမှာမပြောသင့်ဘူးပေါ့နော်ပြောချင်ရင်တော့မှကိုဘက်ကိုဒီမှာနောက်ကွယ်မှာတူတိတ်ပြောတာမျိုးဆိုရင်တော့ပို့အဆင်ပြေရပါဟုတ်တယ်မအခုကြတော့ဒါမင်းသားဖြစ်နေတဲ့ခါကြတော့လေဒီလိုမျိုးပြိသက်တွေကလည်းစောင့်ကြည့်နေရဆိုတော့ဒီလိုမျိုးတွေဖြစ်ကုန်တာပေါ့နော်ဒါပါပဲရှင်